ကိုယ့်ရဲ့အေးချမ်းမှုကိုဒီကနေစတင်လိုက်ပါကျစနော်အတွေးတွေကို view ဆိုင်ဖို့လိုတယ်အဲ့ဒီအတွေးတွေကနေအာရုံခံစားမှုတွေဖြစ်လာတယ်စိတ်ကူးပုံဖော်တဲ့အရာတွေဖြစ်လာတယ်စွမ်းအင်တွေဖြစ်လာတယ်အဲ့ဒီစွမ်းအင်တစ်ခုကကိုကကောင်းတာကိုတွေးမယ်ဆိုရင်ကောင်းတဲ့စွမ်းအင်တွေကိုစီကိုရောက်ရှိလာတယ်ဒါမှမဟုတ်ပဲနဲ့ကိုကစိတ်ပူတာတွေစိုးရိမ်တာတွေကြောက်ကြတာတွေဒါတွေဖြစ်လာမယ်ဆိုရင်ကိုစီကိုဒီစိုးရိမ်ပူပန်မှုတွေလည်းရောက်ရှိလာတယ်တကယ်လိုချင်တာကတော့အကောင်းတွေကိုဖြစ်ချင်တဲ့အရာတွေအများကြီးလိုချင်နေပေမဲ့တကယ်တွေးမိနေတဲ့အရာတွေကဖြစ်ပါမလားဟုတ်ပါမလားလုံနိုင်မလားယုံကြည်မှုတွေရအားနေတဲ့အခါမှာကိုယ့်ရဲ့အတွေးတွေကဖြစ်နိုင်ပါမလားဆိုတဲ့အတိုင်းပဲသွားတဲ့အခါမှာကိုယ့်ရဲ့စွမ်းအင်တွေကညော့နေပြီးတော့မှကိုမဖြစ်ချင်တဲ့အရာတွေပဲကိုယ့်ရဲ့ဘဝထဲကိုရောက်လာတတ်တယ်အခုဗီဒီယိုကြည့်နေတဲ့မိတ်ဆွေရောကိုယ့်ရဲ့တနေ့တာကိုကိုယ့်ရဲ့အတွေးတွေကိုယ့်ရဲ့စွမ်းအင်တွေကဘလို့အရာတွေထုတ်လွှင့်နေလဲဆိုတာကို comment မှာရေးပေးခဲ့ပါအောင်เนาะမချွတ်စင်ကတော့အိမ်အောင်ရှင်အမျိုးသမီးတွေအတွက်စစ်မှန်တဲ့ဘဝနေနည်းတွေကိုလမ်းပြကူညီပေးနေတဲ့ဟာပါဝါချွတ်စင်ဖြစ်ပါတယ်ကျေးဇူးတင်ပါတယ်